အိမ်တော်ရစီတီတော်တကုံမြို့နယ်你讲的。နင်းနေဆိုနော်ငကယုံစီတီလည်းရှိတယ်အောင်မြေမိုင်းချောက်စားကုန်းမောင်ရွှေဘူတာယာဝတီသုံးပြည်ပြင်ထင်ရှားသောကုန်းမောင်မင်းတရားကြီးသည်1203ခုနှစ်တွင်ရွှေကုန်းစီတော်မြတ်ကြီးလုံးတော်မရှိသည့်ကတ်လူရင်မင်းပြပြသားတော်သမီးတော်စစ်တီဘူပါအပေါင်းမြောင်များစွာချန်လန်လေးရန်ကုန်မြို့သို့ရေချောင်းခီးပင်ကြွားချီတော်မူလာပြီးတော့အောင်မြေရန်နှင့်မြို့တော်ဝေမြနန်းအောင်ချမင်းနန်းတော်၌စိုးစံတော်မူသားတော်ပုဂ္ဂမင်းသားကိုလမ်းတော်၏နောက်မြောက်တောင်အရက်ဝေယခုအိမ်တော်ရာစီဒီနေရာ၌ယာယီမင်္ဂလာအိမ်တော်တွင်စံမြန်းစေခဲ့ပါသည်ပုဂ္ဂမင်းသားသည်အမရပူရရွှေနန်းတော်ကိုသိမ့်ပိုက်တော်မူသောမင်းဖြစ်သို့ရောက်သောအခါမိသားဘောအောင်မြေရန်နှင့်မြို့တော်တွင်ခိတ္တစံမြန်းတော်မူခဲ့သောမင်္ဂလာစံတော်၏နေရာမြန်မာတက္ကသိုလ်1210တွင်ဖဏတ်တော်အကျယ်တန်တောင်40ကျန်တော်မြင့်45လောက်ရှိစေတီတော်တဆူကိုငါတမယံဒီဘွဲ့အမည်ဖြင့်တည်ထားတော်မူခဲ့သည်